ကဲဒီနေ့တော့ဆက်အနာသိမ်းမှုရဲ့အရေးအောက်ပြီးတော့တဖြည်းဖြည်းပုံနဲ့ရှိုင်းလာတဲ့ပြည်တွင်းစစ်ရဲ့ဂျားထဲမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲတစ်ခုချောင်းကိုပြပြချင်ပါတယ်တော်တော်လေးရှုပ်ထွေးတဲ့ဇလန်တစ်ခုပေါ့ဒါမြန်မာနိုင်ငံနဲ့ရင်ဆိုင်နေရတဲ့အဓိကမြေခွန်းပါပဲအနာရရှိကောင်စီကရွေးကောက်ပွဲတစ်ခုကိုရှစ်ဆက်ဖို့အတင်းအချက်တွန်းအားပေးခဲ့တယ်ဒါမှလည်းလေးလာသူအများပြားကတော့ဒီရွေးကောက်ပွဲဟာဘလို့မှလွတ်လပ်များတာဖို့မရှိနိုင်ဘူးလို့ဆိုကြပါတယ်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့ရဲ့စီနေကောင်စိုးရိမ်ကြောင်းထုတ်ပြောလာကြပါပြီသူတို့ကတတိပေးနေတာကဒီရွေးကောက်ပွဲကနိုင်ငံရဲ့အချက်တွေးကိုဖြည့်ရှင်းပေးမှမဟုတ်ပဲပို့ပြီးတော့စိုးသားစေနိုင်တယ်ဆိုတာပါပဲကဲဘာကြောင့်ဒီလိုပြောနေကြတာလဲဆိုတာနားလေကိုတက်ဒီရွေးကောက်ပွဲကိုဘလို့အခြေအနေမျိုးမှာကျင်းပခဲ့တယ်လဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ဒီရွေးကောက်ပွဲကိုငင်းချမ်းတဲ့အချိန်မှာကျင်းပခဲ့တာမဟုတ်ပါဘူးတကယ်ကိုပြင်းထန်တဲ့ပြိပခတဲ့ညနောက်ခါမှာကျင်းပခဲ့တာပါ2020အာနာသိန်းပြီးကလေးကအကြမ်းဖက်မှုတွေနေရာမှာဖြစ်နေတယ်မြို့နယ်ပေါင်း63ခုမှာစိုးချုပ်ရေးကျင်းညာထားတယ်ပြီးတော့နောက်ထပ်မြို့နယ်56ခုကိုဆိုမဲပေးခွင့်ကနေလုံးဝကိုဖယ်ထုတ်ထားခဲ့တာပါဒီကြားထဲမှာလူ 3.6 တန်းကျော်ကအင်အားဆုံးกว่าထုတ်ပြနေရပါတယ်ပြီးတော့ဒါလူအသက်နဲ့ပတ်သက်တဲ့ဂိမ်းနေမှာအတိပြုထားတဲ့စီရင်တွေကအာနာသိန်းပြီးနောက်ပိုင်းမှာအယက်သား9463ယောက်ထက်မနည်းအသက်ခံခဲ့ရပါတယ်ကဲနောက်တစ်ပိုင်းအနေနဲ့စစ်တပ်ကသူတို့လိုချင်တဲ့ရလဒ်ကိုရဖို့အတွက်ထိန်းချုပ်မှုနဲ့ကြောက်ရွံ့မှုတွေကိုဘယ်လိုဖန်တီးခဲ့တယ်လဲဆိုတာကိုကြည့်လိုက်အောင်စစ်ကောင်စီကတည်င်းလွတ်လပ်ခွင့်ကိုစနစ်တကျကိုဖြိုခွင်းခဲ့ပါတယ်တည်င်းထောက်ရာနဲ့ချီပြီးဖန်ဆီးခဲ့တယ်ဆိုရှယ်မီဒီယာတွေသတင်းစာမျက်နှာတွေကိုပိတ်ဆို့ခဲ့တယ်တကယ်ကိုတည်င်းမောင်ချတဲ့ Great Firewall တခုကိုတိစောက်ခဲ့တာပါပဲဒါအပြင်အစစ်မြင့်နည်းပညာတွေကိုတုံးပြီးအကြီးစားစောင့်ကြည့်ရေးစနစ်တခုကိုလည်းထူထောင်ခဲ့ပါတယ်PSMS လို့ခေါ်တဲ့ဒီစနစ်မှာ AI မျက်နှာမသားတဲ့နည်းပညာပြီးတော့ CCTV တွေကိုတုံးပြီးအတိုက်အခံလုပ်သူတွေကိုဖော်ထုတ်ချေအာခံဖို့ရည်ရွယ်ခဲ့တာပါစစ်ကောင်စီရဲ့ရှူတောင်းကကြည့်ရင်ဒီစနစ်ဘယ်လောက်ထိရောက်တယ်လဲဆိုတာကတော့စနစ်စပြီးလပိုင်းအတွင်းမှာပဲလူပေါင်း1600ကျော်ကိုဖန်ဆီးနိုင်ခဲ့တယ်ဆိုတဲ့အချက်ကသိသေးပါပဲဒီအခြေအနေတွေအလုံးပေါင်းလိုက်တော့ OHCR အစားတမ်းမှဖော်ပြထားသလိုပါပဲရသားတွေကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဘာမှထုတ်ဖို့ပြောဆိုဖို့ကြောက်ရွံ့နေကြတယ်ဆိုတဲ့အခြေအနေမျိုးကိုရောက်သွားခဲ့ပါတယ်ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဆိုတာအသစ်ထုတ်ပြီးဝေဘာနဲ့ social media post တစ်ခုကိုလိုက်လို့မယုံတဲ့တောင်အဖမ်းခံရနိုင်တဲ့အခြေအနေမျိုးဖြစ်လာခဲ့ပါဒီလိုဖန်တီးထားတဲ့ကြောက်ရွံ့မှုတွေဟာစောင့်ကြည့်ခံရတာထပ်ပိုးပါတယ်အထူးသဖြင့်လူငယ်တွေရဲ့ဘဝကိုအတင်းကျစစ်မှုထမ်းခိုင်းရင်းနဲ့တစင်တိုက်ရိုက်ကိုထိခိုက်လာပါတော့တယ်စစ်မြေပြင်မှာအကြဆုံးတွေများပြီးအင်အားတွေရုတ်ရော့လာတဲ့အခါမှာစစ်တပ်ဟာသူတို့ရဲ့တပ်တွေကိုပြန်ဖြည့်တင်းဖို့အတွက်2014အစောပိုင်းကစပြီးနိုင်ငံလုံးဆိုင်ရာစစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပါတယ်အသက်30အရွယ်စစ်တင်တန်းကျောင်းကနေထွက်ပြေးလာတဲ့အောင်ကခရီးလန်းကအသိကိုခက်ခဲကြမ်းတမ်းခဲ့တယ်ကျွန်တော်တခါမှမကြုံဘူးရဲ့အတွေ့အကြုံမျိုးပဲလို့ပြောပါတယ်သူလိုပဲလူငယ်များပြားဟာအင်ကနေတင်တဲ့ထောက်ကြီးအတင်းနဲ့ချက်ဖမ်းခေါ်သွားတာကိုခံခဲ့ရပါတယ်သူတို့တို့ရွေးစရာကနလန်းပဲရှိခဲ့တယ်စစ်တပ်တော့တိုက်ပြေးမလားဒါမှမဟုတ်အရာလုံးကိုဆွတ်လွတ်ကြီးထပ်ပြေးမလားတည်င်းတွေမှာတော့ဒီလုပ်ငန်းစဉ်ကိုဖန်စီစုဆောင်ရေးလို့တောင်ခေါ်ကြပါတယ်အဆင့်တွေကတော့ရှင်းရှင်းလေးပါပဲလူငယ်တွေကိုညဘက်တင်မှာအိမ်စီးပြီးဖမ်းတယ်ဒါမှမဟုတ်လမ်းပေါ်ကနေဖမ်းခေါ်သွားတယ်ပြီးရင်ဘာမှကြိုးချောင်းမကြပဲတင်တန်းချောင်းတွေကိုတန်းပို့လိုက်တယ်လမ်းမထိုးနိုင်တဲ့မိသားစုတွေကတော့အဆက်အသွယ်လုံးဝပြတ်သွားရောနောက်ဆုံးမှာတော့လေ့ချမှု toasted စရာမပေးပဲရှစ်ထန်ကိုပို့လိုက်တော့တာပါပဲဒီလိုအတင်းကျပ်စစ်မှုထမ်းခိုင်းတဲ့စနစ်ကပဲရွေးကောက်ပွဲနေမှာလူတို့ကိုအကြက်ကိုက်ဖို့အတွက်အစွမ်းထားတဲ့လက်နဲ့တခုဖြစ်လာခဲ့ပြန်ပါတယ်ကျေးရွာတွေမှာဆိုအာနာပိုင်ဒီရဲ့သတင်းစကားကရှင်းရှင်းလေးပါပဲအဲ့ဒါကတော့မေးလာပဲဒါမှမဟုတ်ရင်စစ်တပ်တွေပေါ်တာဆွဲခံရမယ်ဆိုတာပါပဲဒါပေမဲ့ဒီလိုသတင်းစကားကိုအကောင့်ထဲပေါ်ဖို့ကြိုးစားတာဟာတေးတဲ့နဲ့ညီမျှသွားခဲ့ပါတယ်အောင်ကြိုင်တို့ဘဝင်သေးလို့ဒီချင်းကြောင်မှုတွေကိုလိုက်လို့ပေးတဲ့ data ဆိုင်ရာအုပ်ချုပ်ရေးမှုတော်တော်များများဟာစစ်ကောင်စီစန့်ကျင်ရေးတော်လှန်ရေးတပ်ဖွဲ့တွေပြစ်မှတ်ထားတပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်အထင်တွေကဒီလောက်တောင်ဆိုးရွားနေလို့ရွေးကောက်ပွဲနေ့မှာမြန်မာပြည်သူတွေကဘယ်လိုတုံ့ပြန်ခဲ့ကြသလဲတုံ့ပြန်မှုကတော့ပုံစံနှမျိုးနဲ့လာခဲ့ပါတယ်တစ်ဖက်မှာ PDF လို့လက်နက်ကင်တော်လှန်ရေးအဖွဲ့တွေကစစ်စခန်းနေနဲ့မဲယုံတွေကိုတိုက်ခိုက်တဲ့တက်ကြွတဲ့ခုခံတော်လှန်မှုတွေလုပ်ခဲ့ကြပါတယ်ဒါပေမဲ့နောက်တစ်ဖက်မှာတော့မဲဆန္ဒရှင်များစုကြီးကအိမ်မှာပဲနေပြီးမဲမပေးဘဲနေလိုက်တဲ့အတန်တက်ခုခံတော်လှန်မှုတခုကိုလည်းတွေ့ခဲ့ရပါတယ်TVB တည်င်းဌာနကိုမဲယုံဝန်ထမ်းတို့ပြောခဲ့တဲ့စကားကအခြေအနေကိုအကောင်းဆုံးထင်ရစေပါတယ်။အရင်နဲ့ဆိုင်လူကအတော်လေးနဲတယ်သူတို့ကိုစောင့်နေရတယ်တဲ့။ဟုတ်ပါတယ်2020တုန်းကတော့လူတွေအရှိကြီးတန်းစီနေတဲ့မြင်ကွင်းမျိုးနဲ့လုံးဝမတူပဲဒီတစ်ခေါက်မှတော့မဲယုံတွေက6ကနေပြီးဘယ်တော့မှရုံမလာတော့မဲဆန္ဒရှင်တွေကိုပဲစောင့်နေကြရတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဒီရွေးကောက်ပွဲဟာနိုင်ငံကိုစီးလုံးညီညွတ်အောင်လုပ်ဖို့ဒါမှမဟုတ်
တည်ငြိမ်ရေးလမ်းကြောင်းပေါ်တင်ပေးဖို့ခြေလှမ်းတစ်ခုဖြစ်မလာခဲ့ပါဘူးအဲ့ဒီစာအတိုင်းခံတွေကိုပို့ပြီးတော့ခိုင်မာသွားစေခဲ့ပုံများပါတယ် ဒီအခြေအနေကမြန်မာနိုင်ငံရဲ့အနာဂတ်အတွက်အရေးကြီးတဲ့မိကွန်းတစ်ခုကိုမေးစရာဖြစ်လာစေပါတယ်စစ်တပ်နဲ့အာခံဒေါ်လာနေတဲ့ပြည်သူတွေကြားကရုန်းကန်မှုကမရေရာတဲ့အခန်းကဏ္ဍတစ်ခုတည်းကိုဝင်ရောက်လာချိန်မှာဒီရွေးကောက်ပွဲကတကယ်ပဲနိုင်ငံကိုစီးလုံးစေးခဲ့တာလားဒါမှမဟုတ်ပဋိပက္ခတဲ့မင်းကြောင်းတွေကိုပဲပို့ပြီးနှဆိုင်သွားစေခဲ့တာလားဆိုတာပါပဲ